ကိုယ့်ရဲ့ရေပြားက6တွေ့နေတယ်အရေပြားကအချိန်ကြာကြီးရောင်ရမ်းနေတယ်ဝက်ချန်လေးထွန်းလိုက်ပြောင်းလိုက်နဲ့အချိန်ကြာကြီးပြည့်စည်နေအောင်ပေါ့အခုခေတ်စားနေတဲ့ skin booster တွေအများကြီးထက်ကဘယ် skin booster ကဘယ်လိုသားနဲ့တက်တော်မလဲဆိုတာဝေခွဲရခက်မှုရှိရင်ဒီဗီဒီယိုလေးထဲမှာအတူချုံလေးရှင်းပြပေးသွားပါမယ် skin booster တွေက Semodin ရှိမယ် biostimulator ရှိမယ်အခုဆိုရင်နောက်ဆုံးပုံပေါ့နော် HADM လို့ခေါ်တဲ့ skin booster တွေလည်းရှိရယ်တကယ်လို့ကိုယ့်ရဲ့ရေပြားက6တွေ့နေတယ်အရေပြားကအချိန်ကြာကြီးရောင်ရမ်းနေတယ်ဝက်ချန်လေးထွန်းလိုက်ပြောင်းလိုက်နဲ့အချိန်ကြာကြီးပြည့်စည်နေအောင်နေလောင်တန်းအကြောင်းဖြစ်တဲ့အသားရည်ဆိုလို့ရှိရင် Semodin ကိုရွေးချယ်သင့်ပါတယ်Semodin တွေကကြတော့ skin barrier ပေါ့နော်မြန်ပြန်လဲပြီးတော့ repair လုပ်ပေးနိုင်တယ်ဒါနဲ့သူ့ရဲ့ဆေးရည်နည်းနည်းပြတ်တဲ့ခါကျတော့နည်းနည်းလေးတော့နာကျင်မှုရှိတယ်ဘယ်လိုကိုယ့်ရဲ့ skin ကချွေးပေါက်တွေအရင်ကျင်နေတယ်ဝင်းချန်ချိုင်းဘက်ကလည်းများတယ်အေးကြောင့်လည်းတအားများနေလို့ရှိရင်ကြတော့ biostimulator ကိုရွေးချယ်သင့်ပါတယ် biostimulator ကအရေပြားရဲ့အတွင်းပိုင်း foundation ကိုပေါ့နော်ပြုပြင်ပေးတဲ့ခါကျတော့ collagen တွေလှုပ်ဆော်တယ်တကယ်နဲ့တည်းမှာပဲရေဓာတ်ကိုလည်းပြည့်ဝစေရအဲ့တော့ချွေးပေါက်တွေကျင်းလာမယ်အေးကြောင့်လည်းတာလာမယ်အသက်ရွယ်တစ်ခုရောက်လာလို့အရေပြားရပိုပါလာတယ်အရေးကြောင့်လည်းများလာတယ်ပြီးတော့မြန်ဆန်ဆန်ပေါ့နော်ကိုယ့်ရဲ့ skin တွေက BB skin လေးလိုဖြစ်ချင်လို့ရှိရင်ကြတော့ HADM လို့ခေါ်တဲ့ skin booster ကိုရွေးချယ်သင့်ပါတယ်ဒီ HADM skin booster ကကြတော့လူရဲ့ရေပြားဖွဲ့စည်းပုံတိုင်းထပ်တူကြတယ်အဲ့တော့ရေပြားပြန်လည်နှုတ်ပြဖို့ကိုမြန်ဆန်စေပါတယ်